ထမင်းမြန်စီမဲအရသာရှိပြီးလူရလွယ်ကူတဲ့ပဲငံပြရဲ့စက်သားနက်ဒီဟင်းလျာဟာအချိန်ကုန်တက်တာပြီးရိုးရှင်းပေမဲ့ရရှိလာတဲ့အရသာကတော့စက်သားထက်အထိ sauce ရည်တွေစိတ်ဝင်တည်တာကြောင့်ဆိုင်မှာဝယ်စားရတယ်လို့မျိုးကိုထူးကဲလွန်လာပါတယ်ပထမဦးဆုံးစက်သားထက်ကိုအရသာတွေတေချာစိတ်ဝင်သွားစေဖို့အတွက်စက်ပောင်တွေကိုရည်နွေးနဲ့ခိတာဖြောပေးမှာပြီးရတော့ဘန်ကန်းလုံးတစ်ခုထဲမှာစက်တုံမိတ်ဂျင်းဟင်းချက်ဝိုင်းပဲငပြာကြီးအကြီးနှစ်စွန်းပဲငပြာကြီးအနောက်စွန်းဝဲတကြားနဲ့ခယူစီတို့ကိုထည့်ပါအသားထဲအရသာဆွဲတော့အောင်တမအောင်နေပြီးမိနစ်30ခန့်စိတ်ရှည်လက်ရှည်နှုတ်ထားပေးလိုက်ပါချက်ပြုတ်တဲ့အခါမှာတော့ထူးခြားတဲ့နီလန်းလေးကိုသုံးပါမယ်။ထမဲမောင်းအိုးအောက်ခြေမှာစီအနှဲငယ်တုပ်ပေးပြီးစက်တုံမြိတ်တွေကိုတလွှာခင်းပေးပါ။ဒါကစက်သားတွေအိုးကတ်မသွားအောင်ကာကွယ်ပေးသလိုစက်တုံမြိတ်လက်မွေးရနံ့ကိုလည်းစက်သားထဲစိတ်ဝင်စေပါ යි ။ပြီးရင်တော့နှစ်ထားတဲ့ကြက်ပောင်တွေကိုထည့်ပြီးကြံနေတဲ့ sauce တွေကိုပါအပေါ်ကနေလောင်းထည့်လိုက်ပါ။ထမဲမောင်းအိုးခလုတ်နှိပ်ပြီးမိနစ်30ခန့်ချက်ပေးလိုက်ရတော့မှာပဲ။စက်သားတွေကြက်ပြီးအနှဲငယ်အေးသွားပြီဆိုရင်စားရလွယ်ကူအောင်အတုံးလေးတွေတုံးပေးပါ။အိုးထဲမှာကြံနေတဲ့အရသာအပီးပါတဲ့ sauce တွေကိုအပေါ်ကနေပြန်ဆန်းပေးပြီးနှမ်းဖြူလေးတွေဖြူပေးလိုက်ရင်တော့မြင်တာနဲ့တင်သွားရည်ကြဆွေးမဲ့ပဲငပြာရည်စက်သားဟင်းလေးကိုရရှိပါပြီ။စက်သားကိုအတုံးမတုံးဟင်းအနှဲငယ်အေးခန့်ပေးတာကအသားတွေကိုလှလှပပနဲ့ညီညီညာညာတုံးနိုင်ဖို့ကူညီပေးပါတယ်။ sauce ထဲမှာချင်းနဲ့စက်တုံမြိတ်မြှညာသုံးပေးခြင်းကစက်သားရဲ့အညီနှမ်းကိုပျောက်စေပြီးပုံမမွေးကြိုက်စေပါတယ်ရှင်။တကယ်ကိုရိုးရှိနေမဟုတ်လားအခုတင်ကြက်တက်သွားပြီဆိုတော့ဒီနေ့ပဲမိသားစုအတွက်စမ်းချက်ကြည့်လိုက်အောင်နော်